မင်္ဂလာပါရှင်တန်တိုင်းချမ်းမြေမှာကြိုဆိုပါရရှင်ယခုမိတ်ဆက်ပေးမဲ့ကွက်လေးကတော့မန္တလေးမြို့အရှိမြို့တင်မမဖိန်နယ်ဟိုမှာ20-60ပြီးမန္တကျဲအယောင်းလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကတော့နင်းညမပြက်လူစီကားတဲ့53လမ်းမရင်အနီးနဲ့115လမ်းမရင်နဲ့အနီးဆုံးမှာရှိပါတယ်လမ်းသားကျဲလေးပေါ်မှာတည်ရှိပါတယ်ရှင်အလှည့်လေးကတော့အားလုံးကြိုက်တဲ့မြောင်းလှည့်လေးဖြစ်ပါတယ်ရှင်ပေကျဲလေးကတော့မျက်နှာပွင့်ပေ20နဲ့နောက်ကိုပေ60ရှိပါတယ်။ပိုင်ဆိုင်မှုစာရန်လေးကတော့ခရံလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်။ဒီကွက်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့3600လေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်။53လမ်းမကြီးနဲ့အနီးဆုံး115လမ်းမကြီးနဲ့အနီးဆုံးမှာရှိတဲ့နေရာကောင်းရောင်းကွက်ကလေးဖြစ်ပါတယ်ရှင်။ဒီကွက်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့တန်တအိမ်ချမ်းမြေကိုဆက်သွယ်ပေးပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်